အားလုံးမင်္ဂလာပါကျွန်တော်အဲ့ဒီငါးတစ်လေးရောက်ထားတယ်ပေါ့နော်တားဖောက်ပြီးကျွန်တော်ပြန်ရအောင်ပါဒါဒါလေးဆိုရင်ဟိုလေးပေါ့မီကီမောက်3အောင်မီကီမောက်3အောင်ဒါလေးဆိုရင်ဒီဘိုက်ဘူးလေးရယ်ဟောဒီအနက်လေးရယ်ပြောခဏလေးကျွန်တော်ရှာလာအောင်မယ်နော်ဟောဒီမှာဒီအဖြူလေးရပြရအဲ့ကောင်လေးရယ်ဒီကောင်လေးရယ်ကဟိုမိုနီလေးပေါ့နော်မိုနီလေးပါအဲ့ကောင်လေးလည်းဒီမှာဘိုက်ကလေးကဖောင်းနေကျွန်တော်တားဖောက်ပြီးကြီးရင်ပြန်ရောင်းတော့အဲ့ဒါကျွတ်တင်ရင်ပြောထားတာပါဒီမှာကဖိုက်တာနှစ်ကောင်တော့ကျွန်တော်အစကတော့ကျွန်တော်သွားဝယ်တော့ဟိုကောင်လေးဝယ်နေဖိုက်တာမှပါတခါဝယ်မယ်လို့စိတ်ကူးတာဒါပေမဲ့မဝယ်ဖြစ်တော့တားဖောက်ရတော့ခက်တယ်ပေါ့နော်ဒါဆိုဒီမှာဟိုပေါ့ဒေါင်းမီခွက်ပေါက်စာလေးပေါ့နော်မနေ့ကဆိုရင်ကျွန်တော်အကောင်90ကျော်ပြီဗျာအခုတော့ကြည့်ဦး73ကောင်လောက်ပဲရှိတော့တယ်တော့ကိုနဲသွားပြီတော့အတူတူထားမိလိုက်တာမာပါလीအောက်ဆီဂျင်ပေးစရာမလိုရင်ငါ့ကန်ကြီးမယ်အပင်တူးထည့်မယ်ဒီကြောက်စလစ်ခဲလေးလူခဲလေးဆက်မယ်ဆိုအေးလဲအေးမယ်ကန်လဲအေးမယ်အောက်ဆီဂျင်နဲ့ရအောင်โอเคဒါပဲ